အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မစ္စရိယတရား၅ပါးတဲ့က၄ခုမြောက်ဖြစ်တဲ့ဝဏမစ္စရိယဖြစ်ဖို့မဖြစ်ဖို့ဝဏမစ္စရိယရဲ့အဖြစ်တို့ကိုပြောပြပေးမှာဖြစ်ပါတယ်မစ္စရိယအရာကြတော့အားလုံးသိထားတဲ့အတိုင်းပါပဲဝန်တုံမှုတဘောကိုမစ္စရိယလို့ခေါ်ပါတယ်ဝဏအရာကြတော့ဒီမှာနှစ်ချက်ယူရမှာဖြစ်ပါတယ်ဝဏအရာကတလီရဝဏကုဏဝဏဆိုပြီးနှမျိုးလာပါတယ်တလီရဝဏအရာကကိုယ့်ထက်ရုပ်အစင်းအင်္ဂါပြည့်စုံပြီးကြီးညိုဖွယ်ရာဥပရိတံပါတိနဲ့ပြည့်စုံနေတာကိုမဖြစ်စေချင်တာကြတော့တလီရဝဏဖြစ်ပါတယ်ပါဠိကတထတလီရဝဏေမစ္စလိပုဂ္ဂလောပရောပါတာတိကောလူပဝါတိတံဝုတ်တေနကထေတုကာမောဟောတိတထထိုတလီရဝဏဂုဏဝဏနှစ်ပါးတို့တွင်တလီရဝဏေကိုဤကျေးဇူး၌မစ္စလိပုဂ္ဂလောဝန်တော်သောပုဂ္ဂိုလ်သည်ပရောတဘာတော်သူသည်ပါတာတိကောကြီးညိုဝယ်ရှိလူပဝါအရှင်းနဲ့ပြည့်စုံ၏ဣတိဤတို့ဝုတ်တေဆိုအပ်သည်ရှိသောတန်ထိုစကားကိုနကထေတုကာမောမဆိုစေလိုသည်ဟောတိဖြစ်၏ဝဏမစ္စရိယအာကြီးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီလိုမျိုးပဲတခြားသောသူကကြီးညိုဖွယ်ရှိတဲ့အရှင်းနဲ့ပြည့်စုံတဲ့ဧကုတော်လေးကကြီးညိုဖွယ်ကောင်းတယ်လို့လာပြောပြီးဆိုရင်အဲ့ဒီလိုလာပြောတဲ့စကားကိုမကြိုက်ဘူးနားလည်းမထောင်ခြင်းဘူးအဲ့ဒါဝဏမစ္စရိယဖြစ်တာပါတလီရဝဏမစ္စရိယအကြောင်းကိုပြောပြီးတဲ့နောက်ဂုဏဝဏမစ္စရိယအကြောင်းကိုပြောပါမယ်ဂုဏဝဏမစ္စရိယကြတော့ဂုံကျေးဇူးနဲ့ပတ်သက်ပြီးတော့မှဝန်တိုတာဖြစ်ပါတယ်ကိုယ့်ရဲ့ဂုံတဲ့ကြော်စောမှာကိုမကြိုက်ပါဘူးဘယ်လိုဂုံတွေနဲ့ဝန်တိုတယ်ဆိုရင်မိမိထက်သီလဂုံတမာတိဂုံပညာဂုံဒုတင်အကျင့်ဂုံဇံမဲ့ဖို့ရကြောင်းအကျင့်ဂုံတွေနဲ့မိမိဂုံထက်ကြော်သွားမှာကိုမကြိုက်ပါဘူးပါဠိကဂုဏဝဏမစ္စရိတိလေနဒုတင်ကေနပฏิပဒါယအာစာရေနဝဏံနကထေတုကာမောဟောတိသူရဲ့အ내ကဂုဏဝဏမစ္စရိဂုံကျေးဇူးနဲ့ဝန်တိုသောပုဂ္ဂိုလ်သည်တိလေနတိလဖြင့်ဒုတင်ကေနဒုတင်အကျင့်ဖြင့်ပฏิပဒါယဇံမဲ့ဖို့ရကြောင်းအကျင့်ဖြင့်အာစာလေနကိုနှုတ်အမှုအရာဖြင့်ဝဏဂုံကျေးဇူးကိုနကထေတုကာမောမဆိုစေလိုသည်ဟောတိဖြစ်၏ဝဏမစ္စရိယအာကြီးတဲ့ပုဂ္ဂိုလ်ဟာအတ္တနောဝဝဏံဝနေတိအတ္တနောဝမိမိဣဒါလည်းရင်ဝဏံဂုံကျေးဇူးတို့ကိုဝနေတိချီးမွမ်း၏ပရိတံဝနေနဝနေတိပရိတံသူတစ်ပါးတို့၏ဝနေဂုံကျေးဇူးတို့ကိုနဝနေတိမချီးမွမ်းဒါကဝဏမစ္စရိယဖြစ်ပုံကိုပြောပြပေးခဲ့တာပါဝဏမစ္စရိယရဲ့အဖြစ်ကလည်းကြောက်စရာကောင်းပါတယ်ပါဠိကဝဏမစ္စရိယေနဘဝေဘဝေနိဗ္ဗတတဝဏောနာမနဟောတိတို့ရဲ့အ내ကဝဏမစ္စရိယေနဝဏမစ္စရိယဖြစ်ဘဝေဘဝေဘဝတိုင်းနိဗ္ဗတတဖြစ်တော်သူအားဝဏောနာမတလီရဝဏဂုဏဝဏမြည်သည်ဝါကိုအင်္ဂါဤကောင်းခြင်းဂုံတရင်ကြော်စောခြင်းမြည်သည်နဟောတိမဖြစ်ဝဏမစ္စရိယအာကြီးတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျာဘဝတိုင်းမှာကိုအင်္ဂါကောင်းခြင်းလဘတင့်တယ်ခြင်းပြည့်ဖြိုးခြင်းမရဘူးဂုံတရင်ကြော်စောခြင်းတွေလည်းမရဘူးဒါကဝဏမစ္စရိယရဲ့အဖြစ်တွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ဓမ္မမစ္စရိယအကြောင်းကိုတော့နောက်ဗီဒီယိုမှာတင်ပေးသွားပါမယ်